အားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ Sam Knowledge Sharing YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျမမျှဝေပေးခြင်းတဲ့အကြောင်းအရာကကမ္ဘာတော်မှာလူသန်းပေါင်းများစွာရဲ့ဘဝကိုပြောင်းလဲစေခဲ့တဲ့စာအုပ်တစ်အုပ်ဖြစ်တဲ့စာရေးဆရာ Stephen Covey ရဲ့ The 7 Habits of Highly Effective People ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဒီစာအုပ်ထဲမှာပါတဲ့အလေးအကျင့်9ခုကိုလိုက်နာကျင့်သုံးမယ်ဆိုရင်ကျမတို့ရဲ့အတွင်းစိတ်သဘောထားနဲ့ပြုမှုတွေပြောင်းလဲလာပြီးတော့မှပုံမအောင်မြင်ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်ရမှာဖြစ်ပါတယ်ဒါကြောင့်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြကြဖို့အကြံပြုလိုက်ရင်ကျမရဲ့ channel လေးကို like and subscribe လုပ်ရသေးဘူးဆိုရင်လည်း like and subscribe လုပ်ပြီးတော့ကျမရဲ့ဗီဒီယိုလေးကိုဆက်လက်ကြည့်ပြီးဖို့အကြံပြုလိုက်ပါတယ်ရှင်ဒီလိုဆိုရင်စလိုက်ကြရအောင်ပါနံပါတ်1လေ့ကျင့်ကတော့ be proactive ရှိတဲ့သူတွေကခြားသူတွေရဲ့အထင်မြင်ယူဆချက်တွေပြုမှုတွေကြောင့်မလို့မတုံ့လောက်တတ်ကြပါဘူးသူတို့ကိုယ်တိုင်ကသူတို့ဖြစ်ပြနေတဲ့အရာတွေဖြစ်တည်မှုတွေကိုကိုယ်တိုင်တာဝန်ယူဖြေရှင်းတတ်ကြပါတယ်အခြားသူတွေရဲ့ပြောဆိုပြုမှုတွေကြောင့်စိတ်ဆိုးဒေါသထွက်တာမျိုးတွေပြစ်တင်ဝေဖန်တာတွေကိုတုံ့ပြန်ငြင်းခုန်ခြင်းမရှိကြပါဘူး proactive ရှိတဲ့သူတွေကဘလို့တွေပြန်ပြီးတော့သဘောထားတတ်ကြလဲဆိုလို့ရှိရင်သူတို့ကိုယ်တိုင်ကဒီလိုအခြေအနေမျိုးတွေနဲ့ကြုံရပြီဆိုလို့ရှိရင်ပြစ်တင်ဝေဖန်တဲ့သူတွေကပြောတဲ့စကားတွေကမှန်နေတယ်ဆိုရင်လည်းပဲငါကသူတို့ပြောတာတွေမှန်နေတဲ့အတွက်ကြောင့်မလို့ငါပညာရတာပေါ့ကဲလို့မှားနေတယ်ဆိုလို့ရှိရင်လည်းပဲသူတို့ပြောတာတွေကိုငါမခံယူဘူးသူတို့တွေကိုငါပြန်လဲပြီးတော့ဖြည့်ရှင်းနေစရာလည်းမလိုဘူးတုံ့ပြန်နေဖို့လည်းမလိုဘူးသူတို့ကြောင့်မလို့ငါရဲ့လောကရန်ကိုခံနိုင်ရရှိတဲ့စိတ်ကပို့ပြီးတော့ကြီးမားလာတယ်ငါရဲ့စိတ်ကလေးအေးချမ်းလာတယ်ဒီလိုနဲ့ပဲ priority ရှိတဲ့သူတွေကသူတို့ရဲ့စိတ်တူကိုပို့ပြီးတော့တန်မာအောင်လေးကျင့်နေနဲ့မွေးမြူတတ်ကြပါတယ်ဘယ်နှစ်လေးချင်းကတော့ begin with the end in mind အဆုံးထိတွေးထားပြီးမိဘဝအတွက်တိကျတဲ့ရည်မှန်းချက်ပန်းနိုင်တစ်ခုထားရှိပါတဲ့အောင်မြင်တဲ့သူတွေကမိမိလိုချင်တဲ့ရည်မှန်းချက်ပန်းနိုင်ကိုတိတိကျကျသတ်မှတ်ပြီးတော့မှဒီဇိုင်းမှတ်ကြိုးစားကြပါတယ်မိမိဘဝမှာဘာကိုလိုချင်တာလဲမိမိကဘယ်လိုလူစားမျိုးဖြစ်ချင်တာလဲဒါတွေကိုဥစွာဆုံးဖြတ်ပြီးတော့မှအဲ့ဒီပန်းနိုင်ကိုရောက်ဖို့အတွက်လိုအပ်ချက်တွေကိုအစီအစဉ်တကျချမှတ်ပြီးတော့မှဒီဇိုင်းမှတ်လှုပ်ဆောင်လေးရှိကြပါတယ်ကိုယ်နဲ့ကိုက်ညီတဲ့ရည်မှန်းချက်ပန်းနိုင်တွေကိုထားရှိခြင်းကကျမတို့ကိုမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရောက်ရှိစေမှာဖြစ်ပါတယ်နံပါတ်3လေ့ကျင့်ကတော့ put first think first ပဲဖြစ်ပါတယ်ဒီလေ့ကျင့်ကမိမိမှာလုပ်ဆရာရှိတာတွေအများကြီးတဲကနေမှမိမိရဲ့ရည်မှန်းချက်တွေမိမိရဲ့ဥတီချက်တွေကိုပဲအစဉ်တစိုက်အလေးထားပြီးတော့ဦးစားပေးဆောင်ရွက်တဲ့အလေးကျင့်ပဲဖြစ်ပါတယ်အကယ်လို့မလုပ်ဖြစ်လို့ပြက်ကွက်ခဲ့မယ်ဆိုလို့ရှင်လည်းပဲမိမိရဲ့ရည်မှန်းချက်ဥတီချက်တွေကိုပြန်လဲတွေးတောပြီးတော့မှလှုပ်ဆောင်မယ်ဆိုလို့ရှင်ကိုယ့်ရဲ့ရည်မှန်းချက်ကိုအလေးထားရရောက်တယ်လို့ကိုယ်တိုင်လည်းပဲယုံကြည်မှုတိုးလာမယ်ကိုယ့်ရဲ့စိတ်ဆွမ်းအားတွေကလည်းပဲပို့ပြီးတော့မြင့်မားလာစေမှာဖြစ်ပါတယ်ဒီလိုမှမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ရည်မှန်းချက်လည်းမဟုတ်ဘူးအရေးမကြီးတဲ့အရာတွေပေါ်မှာအချိန်ကုန်ခံပြီးအာယုံဆိုင်လှုပ်ဆောင်နေမယ်ဆိုလို့ရှိရင်ကိုယ့်ကိုယ်ယုံကြည်မှုတွေကျဆင်းလာပြီးတော့မှတိမ်ငယ်စိတ်တွေဝင်လာစေမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ရည်မှန်းချက်ဥတီချက်တွေကိုဦးစားပေးလှုပ်ဆောင်တတ်ခြင်းကကိုယ့်ရဲ့စိတ်ဆွမ်းအားတွေဒါမှကအချိန်ကိုအကျိုးရှိရှိသုံးချတတ်တဲ့အလေးချင်းတွေလည်းရရှိစေမှာဖြစ်ပါတယ်နံပါတ်4လေ့ကျင့်ကတော့ think ဝင်ပဲဖြစ်ပါတယ်ဒါကတော့ဝင် theory ကိုစဉ်းစားပြီးတော့မှလိုက်နာကျင့်သုံးခြင်းပဲဖြစ်ပါတယ်မိမိပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်မိမိရဲ့လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ကိုတယောက်တည်းအောင်မြင်ဖို့တွေးတောပြီးတော့မှလှုပ်ဆောင်နေမယ်ဆိုလို့ရှိရင်ရေရှည်အတွက်အဆင်ပြေနေမှာမဟုတ်ပါဘူးလူတွေနဲ့ဆက်ဆံတဲ့အခါမှာပဲဖြစ်ဖြစ်လူတွေနဲ့လက်တွဲပြီးတော့မှစီးပွားရေးလုပ်တဲ့အခါမှာပဲဖြစ်ဖြစ်နှစ်ဦးနှစ်ဖက်အဆင်ပြေစေမယ့်အရာတွေနှစ်ဦးနှစ်ဖက်အကျိုးရှိစေမယ့်အရာတွေကိုလိုက်နာပြီးတော့မှဖြည့်ဆည်းလှုပ်ဆောင်မယ်ဆိုလို့ရှိရင်ရေရှည်မှာပုံမကောင်းမွန်တဲ့ဆက်ဆံရေးတွေကိုပုံမကောင်းမွန်တဲ့စီးပွားရေးအခွင့်အလမ်းတွေကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်နံပါတ်5လေ့ကျင့်ကတော့ see first to understand then to be understood ပဲဖြစ်ပါတယ်ဒီလေ့ကျင့်ကတော့အရင်ဆုံးနားထောင်ပါပြီးရင်နားလည်အောင်ကြိုးစားပေးပါတဲ့တယောက်နဲ့တယောက်ပြောဆိုဆက်ဆံတဲ့နေရာမှာတစ်ဖက်လူရဲ့အမြင်တစ်ဖက်လူရဲ့ခံစားချက်တွေနဲ့တစ်ဖက်လူရဲ့ပြောစကားတွေကိုစောင့်အောင်နားထောင်ပြီးမှနားလည်ပြီးနိုင်ခြင်းကနှုတ်နှစ်ဖက်ဆက်ဆံရေးကိုပုံမကောင်းမွန်စေတဲ့အပြင်လူမှုဆက်ဆံရေးနယ်ပယ်ပါရောလုပ်ငန်းခွင်တွေမှာပုံမကောင်းမွန်စေမှာဖြစ်ပါတယ်ဒီလိုမှသာတစ်ဖက်ကလည်းကိုယ့်ကိုပြန်လဲနားလည်မှုဆံရည်တွေပို့ပြီးတော့ကောင်းမွန်လာမှာဖြစ်ပါတယ်နံပါတ်6လေ့ကျင့်ကတော့ synergy ဖြစ်အောင်လေ့ကျင့်ယူရပါမယ်ဒီလေ့ကျင့်ကတော့လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာတဦးတစ်ယောက်တည်းနဲ့လှုပ်ဆောင်ခြင်းထက်
အများနဲ့ပူးပေါင်းလှုပ်ဆောင်တတ်ခြင်းကပုံမကောင်းမွန်တဲ့ရလဒ်တွေရရှိစေမှာဖြစ်ပါတယ်မိမိတူဦးတယောက်တည်းရဲ့အမြင်မိမိတူဦးတယောက်တည်းရဲ့အတွေ့အကြုံထဲမတူကွဲပြားတဲ့အခြားသူတွေရဲ့အမြင်အခြားသူတွေရဲ့အတွေ့အကြုံနဲ့ပူးပေါင်းဆောင်ရွက်ခြင်းကလုပ်ငန်းအတွေ့အကြုံတွေပုံမကောင်းမွန်ပြီးတော့မှတီချင်းဖန်တီးနိုင်စွမ်းတွေလည်းပုံမကောင်းမွန်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအလေးချင်းကလည်းပဲအောင်မြင်ဖို့ရတဲ့ကောင်းတဲ့အလေးချင်းတစ်ခုပဲဖြစ်ပါတယ်နောက်ဆုံးလေ့ကျင့်လေးကတော့ရှက်ပန်းသစ်စော်ပဲဖြစ်ပါတယ်ဒီလေ့ကျင့်လေးကတော့ကိုယ့်ရဲ့စွမ်းဆောင်ရည်တွေတိုးတက်လာဖို့အတွက်အမြဲလေးလာစီးပူးနေရမှာပဲဖြစ်ပါတယ်ဒီလိုလေးလာစီးပူးနေမှသာကိုယ့်ရဲ့စွမ်းဆောင်ရည်တွေတိုးတက်လာပြီးတော့အောင်မြင်တဲ့လူတစ်ယောက်ဖြစ်လာမှာပဲဖြစ်တယ်အခုကျွန်မပြပြသွားတဲ့လေ့ကျင့်တွေကမိတ်ဆွေတို့ရဲ့ဘဝတိုးတက်ဖို့အတွက်ပြောင်းလဲစေမယ့်အပြုသဘောဆောင်တဲ့လေ့ကျင့်တွေပဲဖြစ်ပါတယ်ဒါတွေကိုကျမတို့ကစူးစမ်းပြီးတော့လိုက်နာကျင့်သုံးမယ်ဆိုရင်တိုးတက်အောင်မြင်မှုကိုရရှိလာမှာပဲဖြစ်ပါတယ်ဒါကြောင့်ကျမမျှဝေပေးသွားတဲ့အကြောင်းအရာလေးတွေကမိတ်ဆွေတို့အတွက်တန်ဖိုးရှိတဲ့အရာလေးတွေဖြစ်မယ်လို့ယုံကြည်ပါတယ်နောက်ထပ်ဘူးတုဒရပွဲဗီဒီယိုလေးကိုလည်းဆက်လက်တင်ဆက်ပြီးမှဖြစ်လို့ကျမရဲ့ channel လေးကို like and subscribe လုပ်ပေးကြဖို့လည်းအကြံပြုလိုက်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်